နေ့စဉ်ဆောင်ရွက်စေရာအချက်10ချက်ဗုဒ္ဓဘာသာမှာပုံညကရိယာ10ပါးဆိုတာရှိပါတယ်။နေ့စဉ်ပြုလုပ်အပ်သောအလုပ်10ခုလို့အဓိပ္ပာယ်ရတယ်။အဲ့ဒါတွေကိုဗုဒ္ဓဘာသာဝင်တွေတင်မကဘယ်သူမှဆိုဖတ်လို့ရအောင်ရေးချင်ပါတယ်။ဒါနလှူဒန်းခြင်းဖြစ်ပါတယ်။ဒါကတော့ဘယ်သူမှဆိုလှုပ်တင်လှုပ်ထိုက်တဲ့ကိစ္စမှန်းသိကြတယ်။သို့တော့နောင်ဘဝအကျိုးပြန်ရဖို့ဆိုတဲ့အတ္တအခြေပြုလှူဒန်းခြင်းထက်မေတ္တာကရုဏာကိုအခြေခံပြီးလှူတာပိုကောင်းတယ်ဆိုတာလေးတော့သိစေချင်ပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာဒုက္ခဆင်းရဲရောက်နေတဲ့လူတွေအများသားမို့လား။သူတို့တွေကိုလှူပါပေးကမ်းမှာအဆင်ပြေသွားပါစေဆိုတဲ့မေတ္တာစိတ်ကလေးကိုမွေးမြူပါနေတိုင်းဝေလူနေနိုင်ဖို့ဆိုတာတော့မလွယ်ပါဘူးသို့တော့တခြားနည်းတွေနဲ့လည်းလှူလို့ရပါသေးတယ်ဘတ်စကားပေါ်မှာအသက်ကြီးရဲ့လူတစ်ယောက်ကိုထိုင်ကုန်ဖယ်ပေးလိုက်တာလဲနေရာလူတန်းချင်းဖြစ်ပါတယ်လမ်းမသိလို့လာမေးတဲ့သူကိုစိတ်ရှည်လက်ရှည်ဖြေပေးလိုက်တာလဲလှူဒန်းခြင်းပါပဲထီးမပါတဲ့သူနဲ့ကိုထီးကိုအတူများဆောင်ပေးတာဒီလဲအရေးအမိုးကိုလှူဒန်းလိုက်တာဖြစ်ပါတယ်တီလာဆိုတာကိုးကြောင့်သူတစ်ပါးကိုမထိခိုက်အောင်စောင့်ထိန်ခြင်းပါကိုချင်းစာတရားကိုအခြေခံပြီးကျင့်ကြံနေထိုင်ဖို့လိုပါတယ်။၅ပါးသီလအပြင်ဆေးလိပ်မတောက်တဲ့သူရဲ့အနာမှာဆေးလိပ်မတောက်တာဟာလည်းသီလပါပဲ။လူပေါင်းများစွာဆင်းရဲဒုက္ခရောက်နေချိန်မှာပျော်နေတဲ့ပုံတွေမတင်တာဟာလည်းသီလပါပဲ။ရုံးပါကိုလုပ်ပေးရမယ့်အလုပ်တွေကိုအချိန်မီပြီးစီးအောင်လုပ်ပေးခြင်းဖြင့်လုပ်ဖို့ကံဘက်တွေကိုစိတ်အနှောက်အယှက်မဖြစ်စေတာဝင်မပူစေတာဟာလည်းသီလပါပဲလူဆိုတာမကောင်းတာမလုပ်မိဖို့လိုတယ်လို့ကောင်းတာတွေလည်းလုပ်ရပါမယ်မဟုတ်တာလုပ်မိရင်အပြစ်ဖြစ်တယ်လို့ဟုတ်တာတွေလုပ်ဖို့ပြက်ကွက်ရင်လည်းအပြစ်ဖြစ်ပါတယ်ဘာဝနာတနေ့ကို15မိနစ်လောက်တော့အချိန်ပေးပြီး meditation လုပ်ပါရွေးစရာနည်းတွေအများကြီးရှိပါတယ်ဒီလောက်စိတ်ပင်ပန်းစရာတွေများလာတဲ့ခေတ်ကြီးမှာတရားထိုင်ခြင်းဟာမဖြစ်မနေလုပ်တဲ့ကိစ္စတစ်ခုဖြစ်နေပါပြီ21ရာစုရဲ့လူနေမှုပုံစံတစ်ခုလိုပဲဆိုပါတော့အယူအသေးပေးခြင်းငယ်ငယ်ကတော့ကိုယ့်ထက်အသက်ကြီးဝါကြီးဂုဏ်ကြီးတဲ့သူကိုမှအယိုအသေးပေးရမယ်လို့နားလည်ခဲ့ဘူးတယ်တကယ်တော့ respect ဆိုတာလူတိုင်းနဲ့ဆိုင်ပါတယ်လူတိုင်းနဲ့ထိုက်တန်ပါတယ်ဥပမာကိုကဒီရုံးမှာအကြီးအကဲဖြစ်နေလဲတန်ရှင်းရေးဝန်ထမ်းကိုလေးလေးစားစားဆက်ဆံဖို့လိုပါတယ်ဝင်ငွေရှာနေတဲ့အိမ်တော်ဦးစီးကလည်းအိမ်မှုကိစ္စလုပ်နေတဲ့သူ့အမျိုးသမီးအပေါ်လေးစားဖို့လိုတယ်။ဘယ်ရာမှမတည်မြဲတဲ့လောကကြီးမှာကိုယ့်ရဲ့ယာဒူးဂုဏ်ပညာစီးစိမ်ချမ်းသာစတာတွေအပေါ်မန်သက်မနေပဲလူတိုင်းကိုလေးစားမှုထားတာအကောင်းဆုံးပါပဲ။ဝေယဝစ္စအဲ့တော့စာပင်လို့နားလည်နိုင်ပါတယ်သူတစ်ပါးအတွက်တခုခုလုပ်ပေးတာပေါ့ဘာသာရေးအရာဆိုဖះเจ้าဆောင်တန့်ရှင်းတာဘုန်းကြီးเจ้าမှာတမျက်စီလဲပေးတာမျိုးကစလို့ကိုမိဘအတွက်ဆေးဝယ်ပေးတာစားစရာဝယ်ပေးတာအိမ်အလုပ်ဝိုင်းကူတာအလဲလမ်းမတွေတဲ့ဒဇိန်တယောက်ကိုကူညီပေးတာအစုံအကျုံးဝင်ပါတယ်မျှဝေခြင်း
တာရုခေါ်ခြင်းဆက်ဆက်နေလို့တွဲပြောလိုက်တာပါဘာသာရေးအလုပ်တွေဖြစ်ပါတယ်အားလုံးနဲ့စီလိုအောင်ပြောရရင်အမျှဝေတယ်ဆိုတာကိုလုပ်လိုက်တဲ့ကောင်းမှုတစ်ခုခုကိုမျှဝေတာပါအဲ့ဒီတော့ဒီနေ့မှာကိုတော့ဖြင့်ဘာလေးလုပ်ဖြစ်ခဲ့တယ်ဆိုတာမျိုးဘယ်နေရာမှာလှူခဲ့တယ်ဆိုတာမျိုးမျှဝေမယ်ဆိုဒါကိုဖတ်မိတဲ့တငယ်ချင်းတွေကလိုက်လို့ချင်းစိတ်တွေပေါ်လာမယ်သူတို့လည်းအဲ့ဒီနေရာမှာလိုက်လူမယ်ဆိုတာမျိုးဖြစ်လာမယ်ကိုလုပ်ခဲ့တာတွေကိုကြွားတာမဟုတ်ပဲအများလဲလိုက်လို့ချင်းစိတ်ဖြစ်အောင်မျှဝေတာမျိုးကိုဆိုလိုပါတယ်တာရုခေါ်တယ်ဆိုတာကတော့ကောင်းလေစွာလို့ချီးကျူးတာပါလူတစ်ယောက်ယောက်ကကောင်းတာလုပ်တယ်ကိုကူညီပေးလိုက်တယ်ဆိုတာစိတ်ထဲကနေနှစ်ကနဲ့ကိုချီးကျူးပေးပါထုတ်ဖို့ဂုဏ်ပြုပေးပါတရားနာခြင်းတရားဟောခြင်းဒါကလည်းနောက်တွဲပါဘာသာရေးနဲ့ပတ်သက်လို့တရားနာမယ်ဖះเจ้าသွားမယ်ကျမ်းစာဖတ်မယ်ဒါမှမဟုတ်ကိုယ်စိတ်ကိုကြည်လင်စေမယ့်အကြောင်းအရာလေးတွေဖတ်ရှုမယ်လေ့လာမယ်သင်ယူမယ်တစ်ဖက်ကလည်းဘာသာရေးမှာကိုနာယူထားတာတွေကိုအချင်းချင်းတဆင့်ပြန်ပြောမယ်မျှဝေမယ်ဘာသာရေးနဲ့မဆက်ဆက်ဘူးဆိုရင်လည်းလူအများရဲ့စိတ်ပိုင်းဆိုင်ရာအေးချမ်းမှုကိုအထောက်အကူပြုစေမယ့် post လေးတွေရေးတာ share ပေးတာတွေလုပ်လို့ရပါတယ်အယူမှန်ခြင်းအယူဆိုတဲ့ဒိဋ္ဌိကတော့ဘာသာရေးတစ်ခုနဲ့တစ်ခုတူနိုင်မယ်မထင်ပါဘူးသို့တော့ဘုံတူညီချက်အနေနဲ့တော့ကံကံရဲ့အကျိုးကိုလည်းမယုံထာဝရဘုရားကိုလည်းမယုံလက်ရှိဘဝမှာဂုဏ်သိက္ခာရှိနေဖို့လည်းစိတ်ကူးမရှိပဲဘသူသေးသေးငါသေးမှရင်ပြီးရောဆိုတဲ့စိတ်နဲ့ကိုကောင်းစားရေးကိုမိသားစုကြီးပွားရေးအတွက်ဘယ်လိုအလုပ်မျိုးကိုမဆိုရှက်ကြောက်မရှိလုပ်ရဲတယ်ဆိုတာမျိုးကတော့ဘသူအတွက်မဆိုလွဲမှားတဲ့အယူဖြစ်နေမယ်ထင်ပါတယ်ဓမ္မနဲ့အဓမ္မကိုပိုင်းခြားသိမယ်မှန်တဲ့ဘက်ကရက်တည်မယ်ကိုချင်းစာတရားထားမယ်ရှက်တဲ့နာကိုရှက်ပြီးကြောက်တဲ့နာကိုကြောက်မယ်မဟုတ်တာလုံးမိပြီးရင်နောင်တရတတ်မယ်ဝန်ခံရဲမယ်ထပ်မဖြစ်အောင်ဆင်ခြင်မယ်လှုပ်တင်လှုပ်ထိုက်တာတွေကိုလည်းလုပ်မယ်ဒါဆိုကိုကဘယ်ဘာသာကိုကိုးကွယ်သည်ဖြစ်စေဘယ်ဘာသာကိုမှမကိုးကွယ်သည်ဖြစ်စေတန်မိုးရှိတဲ့လူတစ်ယောက်ဖြစ်နေမှာအသေးကြပါပဲဒါကြောင့်တနေ့အကျိုးရှိကုံဆုံးခဲ့သလားမကုံဆုံးခဲ့ဘူးလားဆိုတာကိုဒီစေချက်နဲ့တိုင်းတာကြည့်ပါအကုန်လုံးမဟုတ်တော့ဒီထဲကအချက်တော်များများနေ့စဉ်နေ့တိုင်းလှုပ်ဖြစ်နေအောင်ကြိုးစားဖို့လိုပါတယ်